2006ခုနှစ်မေလ18ရက်နေ့က Paris မြို့ရဲ့ Stade de France ကွင်းကြီးမှာကစားခဲ့တဲ့ Arsenal နဲ့ Barcelona တို့ရဲ့ Champions League ဘောလုံးပွဲဟာ Arsenal ပရိသတ်တွေအတွက်တော့ဒီနေ့အထိနာကျင်နေရစေအကယ်၍သာဆိုတဲ့မိခုံးပေါင်းများစွာရဲ့အစားပြုတာပါပဲပွဲကစားချိန်18မိနစ်မှာတင်ဂိုးသမား Jens Lehmann အနီကက်နဲ့အထုတ်ခံလိုက်ရတဲ့ဖြစ်ရတာ Arsenal ရဲ့ဥရောပဘီရင်အိမ်မက်ကိုစောက်ထိုးမှုမျိုးဖြစ်သွားစေခဲ့တယ်လို့အဲ့ဒီယာဒီကအသင်းရဲ့အားကိုးရဆုံးကွင်းလယ်ဖန်တီရှင် Robert Pires ကိုပါအစောကြီးလူစားလက်ထုတ်လိုက်ရတဲ့အထိအကျိုးဆက်တွေကြီးမားခဲ့ပါတယ်။အကယ်၍သာလေမန်အထုတ်မခံခဲ့ရပဲ17ချင်းဆက်ကစားခွင့်ရခဲ့ပဲဆိုရင် Arsenal ဟာ Pires နဲ့ Henry တို့ရဲ့ထပ်မြတ်တဲ့တန်မြန်တိုက်စစ်တွေကတဆင့် Barcelona ရဲ့နောက်တန်းကိုအခုထက်ပိုပြီးဒုက္ခပေးနိုင်မှာဖြစ်တယ်လို့ဒုတိယမြောက်ဦးဆောင်ဂိုးကိုပါတွင်းယူပြီးပွဲကိုအပြတ်အဆုံးသတ်သွားနိုင်ကိုအခွင့်အလမ်းအများကြီးရှိခဲ့ပါတယ်။ဒါပြင်အဲ့ဒီယာဒီချန်ပီယံလိစေပွဲဆက်တဲ့ဂိုးမပေးရအောင်စွမ်းဆောင်ထားတဲ့လေးမန်သာဂိုးပေါက်မှာဆက်ရှိနေခဲ့ရင်ပွဲပြီးကနေ15မိနစ်အလိုမှာပေးလိုက်ရတဲ့ခြေပကိုးနဲ့အနိုင်ဂိုးတွေကိုတေချာပေါက်ကာကွယ်သွားနိုင်မှာဖြစ်ပြီးအာဆင်နယ်ဟာသူတို့ရဲ့သမိုင်းတစ်လျှောက်ပထမဆုံးသောချန်ပီယံလိဖလားကြီးကိုပဲရစ်မီမှာထိုက်ထိုက်တန်တန်ဂိုင်းမြောက်ခွင့်ရသွားမှာအသေးကြပါပဲဒါပေမဲ့လက်တွေမှာတော့အဲ့ဒီအနီကတ်ဟာအာဆင်နယ်ရဲ့ရွှေရောင်နေရက်တွေကိုလူယူသွားခဲ့ပြီးဒီနေ့အထိပရိသတ်တွေဖွဲ့တော့အကယ်၍သာလေးမန်အထုံမခံထရရင်ဆိုအသွေးနဲ့တင်ရင်နာနေရဆဲဖြစ်ရတခုဖွေကြန့်ရှိနေပါတော့တယ်အခုလိုအနှစ်သာရရှိတဲ့ content တွေဆက်လုပ်ပေးနိုင်ဖို့ခင်ဗျားတို့ရဲ့ like နဲ့ subscribe ကကျွန်တော်အတွက်အများကြီးခွန်အားဖြစ်စေပါတယ်အားပေးကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ဗျာ